Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ reading လေးကတော့ single လေးတွေရည်မှန်းထားတဲ့ crush ရှိနေတဲ့လူတွေအခုအချိန်မှာ relationship ရှိနေတဲ့လူတွေ near future မှာ marriage လုပ်တော့မယ့်လူတွေအတွက် collective energy ဖြစ်ပြီးမင်းရဲ့ situation နဲ့ resonate ဖြစ်တဲ့အပိုင်းကိုပဲယူပါနော်Three of Wands The Empress The Magician Ten of Cups ဒီနေ့ကက်လေးတွေကတော့အချစ်အတွက်အရန်လှတဲ့ development energy ကိုပြသနေတာဖြစ်ပါတယ်ဒီ reading ကိုနားထောင်နေတဲ့အချိန်မှာအသက်လေးကိုမှန်မှန်ရှူပြီးမင်းရဲ့သက်ဆိုင်တဲ့သူကိုမင်းရဲ့စိတ်ထဲကနေအနားကိုခဏခေါ်ယူထားလိုက်ပါနော်သူကမင်းကိုအမြဲတတိယနေရဆိုတာထက်အချိန်တိုင်းနီးပါးကိုတတိယနေရပါမင်းနဲ့ဖြတ်တန်းရတဲ့အတိတ်တွေကိုတွေးနေရင်လည်းမင်းနဲ့ဖြတ်တန်းရမယ်အနာဂတ်ကာလတွေအတွက် time management တွေကြိုချပြီး future plan တွေကိုစိတ်ကူးတကယ်နေစတင်နေပြီဖြစ်ပါတယ်။ The Empress ဆိုတဲ့ကက်ကမင်းပေါ်သူ့ရဲ့ခံစားချက်တွေကိုပြတဲ့ကက်လေးတစ်ကက်ဖြစ်ပါတယ်။အရန်လှတဲ့ကက်လေးလို့ပြောရင်လည်းရပါတယ်။မင်းပေါ်သူ့ရဲ့အမြင်ကမင်းဟာသူ့အတွက်အစားထိုးမရတဲ့လူစိတ်ချမ်းသာစေရဲ့လူအချစ်ဆိုတာဘာလို့လဲဆိုတဲ့ဟာကိုသင်ယူပေးခဲ့တဲ့လူမိခင်နဲ့တူတဲ့မိန်းမဆိုတဲ့လူဖြစ်ပါတယ်မင်းနာမှာသူနေရရင်ကိုသူ့စိတ်ထဲမှာ care one emotional safety ဖြစ်တယ်လို့ကိုခံစားနေရတာပါ The Magician ဆိုတဲ့ကက်ကသူ့ဘက်ကလာမဲ့အပြုအမူတွေကိုပြသနေရဖြစ်ပါတယ်ဒီ Magician energy ကကိုအစင်တစ်ဖြစ်မှာလုံးလို့ရတဲ့ energy ဖြစ်လို့သူ့ရဲ့ confident အပြည့်နဲ့စကားပြန်လာမဲ့အချိန်ဆက်တွယ်လောက်လာမဲ့အချိန်ကိုစောင့်နေပြီးပါနော် Ten of Cups ဒီကက်လေးဟာအချစ်ရဲ့ outcome ကိုပြသနေတဲ့ကက်လေးဖြစ်ပါတယ်ဒီကက်လေးဟာ body mind emotional happiness ရယုံတွေမကပဲlong term love ကိုပါပြသပေးနေတာဖြစ်ပါတယ်သူနဲ့မင်းကဘဝပေါင်းများစွာဆုံမှတ်ခဲ့ကြတဲ့ soulmate လေးတွေဖြစ်ပါတယ်ဒီ reading ရဲ့အဓိက message ကမင်းအတွက်အချစ်စစ်အချစ်မှန်တွေဟာရောက်ရှိလာတော့မှာပါအချိန်လေးခဏလေးပဲစောင့်ပေးပါနော်မင်းရဲ့ Empress energy နဲ့မင်းရဲ့တန်ဖိုးကိုတည်ပြီးတည်ငြိမ်နေတဲ့သူ့ရဲ့ Magician energy ကတဖြည်းဖြည်း activate လုပ်လာပါလိမ့်မယ်ဒီ reading ကမင်းနဲ့ resonate ဖြစ်တယ်ဆိုရင် like လုပ်ပြီး follow subscribe လုပ်ထားပြီးပါနော် comment မှာ I'm ready to receive love လို့ရေးခဲ့ရင် energy ကပိုပြီး activate ဖြစ်မှာပါကျေးဇူးတင်ပါတယ်ပျော်ရွှင်စရာနေ့ရက်တွေနဲ့အချစ်စစ်တွေပိုင်ဆိုင်နိုင်ကြပါစေရှင်